အားလုံးပဲမင်္ဂလာပါဖခင်ရဲ့ထံတော်ထဲကနေတင်းရဲ့တက်တာပုံမှာငြိမ်သက်ခြင်းတက်ရောက်ပါစေဒီနေ့မှာကျတော့တမန်ကျမ်းစာတွေကနေစံပြဖခင်တယောက်ရဲ့အကြောင်းလေးကိုကျွန်တော်အနေငယ်ဝေမျှချင်တာဖြစ်တယ်ဒါကတော့ကဘာဦးကျမ်းတွေကနေနိုအေးရဲ့အကြောင်းဖြစ်တာဖြစ်တယ်နိုအေးရဲ့အထုပ်ပတိလေးကိုကျွန်တော်ရှေးဥစွာအနေငယ်ဖတ်ချင်တာဖြစ်တယ်ကဘာဦးကျမ်းခန်းကြီး6အငယ်9ထဲမှာနိုအေးအထုပ်ပတိဟုမူကားနိုအေးသည်ဖြောင့်မတ်တော်သူမိမိအမျိုး၌ဆုံလင်တော်သူဖြစ်၏ဖျားသခင်နှင့်အတူတွာလာ၏နိုအေးသည်ရှေမဟာမယာဖတ်သည်ဟုသောတား3ယောက်ကိုမြင်လေ၏တဲ့နိုအေးရဲ့အထုပ်ပတိကိုဘယ်လိုဖော်ပြထားလဲဆိုရှင်ကျမ်းစာထဲမှာနိုအေးသည်တဲ့ဖြောင့်မတ်တော်သူတဲ့ပြီးမိမိရဲ့အမျိုးထဲမှာဆုံလင်တော်သူဖြစ်တယ်တဲ့ပြီးနောက်တစ်ချက်ကဖျားသခင်နဲ့တွာလာတဲ့လူဖြစ်တယ်ဆိုပြီးမှသူ့ရဲ့အထုပ်ပတိနဲ့ပတ်သက်ပြီးမှအတူချုံးလေးဖော်ပြထားတာဖြစ်တယ်အဲ့တော့အိမ်မတမဆုံနေတယ်နော်ဘုရားခင်ရှေ့မှာဆုံနေတဲ့သူဖြစ်တယ်ဆိုမှပြောရဖြစ်တယ်အဲ့ဒီနိုအေးလက်ထက်ကာလတွေအထိနော်လူသားတွေဟာဘာသာစကားတစ်မျိုးသေးကိုပဲတုံးပြီးမှပြောနေကြတဲ့အချိန်ကာလဖြစ်တာဖြစ်တယ်ဒါမဲ့လူတွေကဘုရားနဲ့ဝေးကွာပြီးမှအိမ်မတမဆူးညစ်တယ်ဘုရားမနစ်သက်တဲ့အရာတွေလှုပ်ဆောင်တဲ့ကာလတွေထဲမှာနိုအေးဟာဆုံလင်တဲ့သူဖြောင့်မတ်တဲ့သူဘုရားနဲ့တွာလာတဲ့လူဖြစ်တယ်ဆိုပြီးမှကျမ်းစာထဲမှာဖော်ပြထားတာဖြစ်တယ်ပြီးရင်သူ့ရဲ့သား3ယောက်ရှိတယ်ရှေမဟာမယာဖက်ရှိတယ်ဆိုမှပြောတာဖြစ်တယ်အဲ့တော့လူတွေများစွာဟာအိမ်မတမနော်အပြစ်တူးဆက်ရီကိုဘုရားခင်ယွန်ရှာတဲ့အရာတွေကိုလှုပ်ဆောင်လာတဲ့အခါမှာဘုရားသခင်ကအဲ့ဒီလူတွေကိုစီရင်ဖွင့်တယ်လှုပ်ဆောင်တယ်ဒါပေမဲ့နော်လူမျိုး3တဲ့အထိဘုရားခင်ကစီရင်ဖွင့်တယ်အလူမရှိဘူးအဲ့ကြောင့်ဖြောင့်မတ်တဲ့လူကိုဘုရားခင်ကလောကထဲမှာနော်ရှာတဲ့အခါမှာဘုရားသခင်ရဲ့အလူတော်ဘုရားသခင်ရဲ့သဘောတိုင်းအသက်ရှင်တဲ့နိုးအေးကိုသူကရှာတွေ့ခဲ့တာဖြစ်တယ်။အဲ့ဒါကြောင့်နိုးအေးကိုဘုရားကကြီးမားတဲ့အကြံစီအလုပ်တစ်ခုကိုလှုပ်ဆောင်ဖွင့်တဲ့ဘုရားခင်ကစကားပြောတယ်ပေါ့နော်။အဲ့တော့အဲ့ဒီအရာအဲ့ဒီစကားဘုရားရဲ့စေခိုင်းချက်ကိုနိုးအေးကကြားတဲ့အခါမှာအဲ့ဒီအရာကိုချစ်ချင်းလှုပ်ဆောင်တယ်ဆိုရဲကျွန်တော်တွေ့ရဖြစ်တယ်။တင်ဘောအဲ့ဒီကာလတွေထဲမှာတင်ဘောဆိုတာသူတို့ကြားတော့မကြားဘူး။နော်မိုးရွာမယ်ဆိုရဲသူတို့တိတော့မတိဘူး။ဒါပေမဲ့အဲ့ဒီလူတွေကိုစီရင်မယ်တင်ဘောတစ်ခုကိုတိဆောက်ပါလို့ပြောတယ်တင်ဘောတိဆောက်ရမယ့်ပုံစံအားလုံးဘယ်နှပေဘလူလှုပ်ဆောင်ရမယ်ဘယ်နှထက်လှုပ်ဆောင်ရမယ်ဆိုရအားလုံးဘုရားခင်အတိကျစွာနိုအေကိုမိတ်မာတယ်အဲ့ဒီအရာတစ်ခုချင်းစီတိုင်းကလည်းနိုအေကဘာတစ်ခုမှလက်ခမှုမရှိအောင်တိဆောက်ခဲ့တယ်ဆိုရကျွန်တော်တွေ့ရဖြစ်တယ်အဲ့တော့အဲ့ဒီအသေးမှာနိုအေကသူ့ရဲ့သား3ယောက်နဲ့နော်သူ့ရဲ့သားတွေရဲ့မိန်းမ3ယောက်ပါတယ်ပြီးသူ့ဇနီးပါတယ်စုစုပေါင်း8ယောက်ပေါ့နော်အားလုံးကိုဘုရားသခင်ရဲ့စကားဘုရားသခင်ရဲ့နော်ဒီစကားလာတဲ့ခါမှာသူ့ရဲ့သားသမီးဒီအားလုံးကလည်းအဲ့ဒီနိုအေးရဲ့လှုပ်ဆောင်တဲ့အရာတွေမှာအားလုံးကိုခေါ်ပြီးမှနော်အတူတကွဘုရားသခင်အလူတော်ကိုပြည့်စုံစေခဲ့တယ်ဆိုရကျွန်တော်တွေ့ရဖြစ်တယ်ဒါကဖခင်ကောင်းတယောက်ရဲ့ဥဆောင်မှုနော်လှုပ်ဆောင်မှုပြီးသူ့ရဲ့အသက်ရှင်ခြင်းတွေကတကယ်ဖျားနာခင်နဲ့တွာလာတယ်ဖြောင့်မတ်တယ်နော်မတရားတဲ့အရာတွေမလုပ်ဆောင်ဘူးတကယ်ပုံသက်တွေကောင်းတဲ့အသက်ရှင်ခဲ့ပြီးမှသူ့ရဲ့မိသားစုတစ်စုလုံးကိုလည်းဖျက်ဆီးခြင်းရေလွှမ်းမှုခြင်းဘေးကနေလွတ်မြောက်ခြင်းနဲ့နော်ဖျားခင်ကသူတို့ကိုလွတ်မြောက်စေခဲ့တယ်ဆိုရအောင်ကျွန်တော်တွေ့ရဖြစ်တယ်အဲ့ဒါကဘာဖြစ်လို့ဆိုတော့နိုအေးဖခင်ရဲ့စံပြကောင်းဖြစ်တဲ့ကြောင့်ဖြစ်တာဖြစ်တယ်ဒီနေ့အိမ်ထောင်ရှိတယ်တာသမီရှိတယ်ဖခင်ဖြစ်သွားတယ်ဒါပေမဲ့ဖခင်ကောင်းဖြစ်ဖို့အတွက်အိမ်မသားမှာအရေးကြီးတာဖြစ်တယ်ဖခင်ကောင်းဆိုတဲ့အကတာသမီတွေကိုနော်တမန်တရားနဲ့ညီတွင်တင်ပေးနိုင်တော်သူလိမ္မာရေးချရှိအောင်တွင်တင်ပေးနိုင်တော်သူဖြစ်ဖို့အတွက်အရေးကြီးတာဖြစ်တယ်ဖခင်ကိုယ်တိုင်ကစူးမိုက်ပြီးမှနော်လူကတကာနဲ့ရန်ဖြစ်နော်အဲ့လိုမျိုးဆိုဘယ်လိုလုပ်ပြီးမှဖခင်ကောင်းဖြစ်နိုင်မလဲပေါ့နော်အဲ့ကြောင့်ကျွန်တော်တို့ဒီနေ့ဒီအသက်တာကျွန်တော်ရဲ့အသက်တာထဲမှာနိုအေးကဲ့သို့ကျွန်တော်တို့ဟာနော်ကိုယ့်ရဲ့သားသမီးတွေကိုကောင်းမွန်တဲ့ပုံသက်တွေကိုပြပေးနိုင်တော်သူတွေဖြစ်ဖွယ်အတွက်အေးကြတာဖြစ်တယ်နိုအေးကသူ့ရဲ့သားသမီးနော်သူ့ရဲ့နော်ချွေးမသူတို့မိသားစု8ယောက်ဖြစ်စီခြင်းပေးရေလွှမ်းမှုခြင်းတရားနဲ့လွတ်မြောက်ခြင်းကိုရရှိအောင်ဦးဆောင်နိုင်ခဲ့တဲ့လူဖြစ်တာဖြစ်တယ်ကျမ်းစာထဲမှာကောင်းဆောင်ကောင်းတွေဖြစ်ခဲ့ပေမဲ့ဖခင်ကောင်းမဖြစ်ခဲ့တဲ့လူတွေများစွာရှိတာဖြစ်တယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်အေလီရူမိသားစုအေလိဟာယေဘရဟိမျိုးဖြစ်တာဖြစ်တယ်
ဒါပေမဲ့သူ့ရဲ့သားသမီးတွေကိုသူကစက်သေးစွာတွင်တင်မှုမရှိဘူးဆိုမှကျမ်းစာထဲမှာဖော်ပြထားတာဖြစ်တယ်အဲ့ဒါကြောင့်နောက်ပိုင်းမှာအေလီလူမိသားစုအလုံးအဖြစ်စီးသွားတယ်ဆိုတော့ကျွန်တော်တွေ့ရဖြစ်တယ်အဲ့ဒါကြောင့်နိုအေးကဲ့သို့ကျွန်တော်တို့ကဖခင်ကောင်းတယောက်ဖြစ်ဖွင့်အတွက်အေးကြည့်တာဖြစ်တယ်နော်ဖခင်ကောင်းတယောက်အနေနဲ့ဘယ်လိုအသက်ရှင်ရမလဲဆိုလို့ရှိရင်နံပါတ်1ဖခင်ရဲ့အလူတော်ကိုသိပြီးမှဖခင်ရဲ့အလူတော်တိုင်းကိုယ့်ရဲ့သားသမီးတွေကိုနီးလန်းပြဆုံးမတတ်တော်သူတွေဖြစ်ဖွင့်အတွက်အေးကြည့်ဖြစ်တာဖြစ်တယ်တမန်တရားကိုသိပြီးမှအဲ့ဒီတမန်တရားကိုကျွန်တော်တို့ကကိုယ့်ရဲ့သားသမီးတွေကိုလက်ဆင့်ကမ်းပေးနိုင်တော်သူတွေဖြစ်ဖွင့်အတွက်အေးကြည့်ဖြစ်တယ်နော်ကျွန်တော်တို့များစွာသောလူတွေကအေဗင်ဂေလိလုပ်ဖို့သူတစ်ပါးတွေကိုနော်အေဗင်ဂေလိလုပ်ဖို့ဒါမျိုးတွေပြောကြတယ်စိတ်အံ့ထက်တန်ကြတယ်ဒါကောင်းလားဆိုလို့ရှိရင်အင်မတန်မှကောင်းတယ်ဒါပေမဲ့ကိုယ့်ရဲ့မိသားစုထဲမှာကိုယ့်ရဲ့သားသမီးတွေဟာတကယ်တမာတရားကိုသိပြီးမှဖခင်ကိုကြောက်ရွံ့တတ်သောသူတွေဖြစ်လာဖို့တွင်တင်ပေးတဲ့တော့ဖခင်ကောင်းတွေကျွန်တော်တို့လူအပ်တာဖြစ်တယ်ယောဘကဲ့သို့သူ့ရဲ့သားသမီးတွေကဖခင်ကိုမေ့သွားမှဆိုလို့သူရဲ့မွေးနေ့တွေမှာနော်မွေးနေ့တွေလှုပ်ပေးပြီးမှဖခင်ကိုရဲ့ဂျေဇုကိုချီးမွမ်းပွဲတွေလှုပ်ဆောင်ပေးတယ်ဆိုတော့ကျွန်တော်တွေ့ရဖြစ်တယ်အဲဒါကြောင့်ကျွန်တော်ရဲ့အသက်တာအထဲမှာတကယ်နော်ကိုယ့်ရဲ့သားသမီးတွေကဖခင်ရဲ့တမန်တရားထင်ရနဲ့လမ်းလွှဲနေပြီလားဆိုပြီးမှကျွန်တော်တို့ကနော်အဲ့ဒီကိုယ့်ရဲ့သားသမီးတွေကိုဖခင်တရားထဲမှာဆွဲခေါ်တတ်တော်သူတွင်တင်လမ်းပြပေးနိုင်တတ်တော်ဖခင်ကောင်းတွေအရောက်ချင်းစီတိုင်းဖြစ်ကြဖို့အတွက်ကျွန်တော်ခွန်အားပေးချင်တာဖြစ်တယ်နိုအေကဲ့သို့သူရဲ့သားသမီးနော်မိသားစု၈ယောက်လုံးနော်ဖြည့်ဆည်းခြင်းပေးတဲ့ကနေလွတ်မြောက်အောင်သူကဖခင်ရဲ့စကားကိုနာခံပြီးမှဥဆောင်ခဲ့တယ်နော်လမ်းပြခဲ့တယ်ဆိုရကျွန်တော်တွေ့ရဖြစ်တယ်အဲကြောင့်ဒီနေ့တူချင်းစီတိုင်းရဲ့တက်တာသေးမှာရောဒီစံပြဖခင်ကောင်းအရောက်ချင်းစီတိုင်းဖြစ်ကြပါစေဆိုမှကျွန်တော်အနေငယ်ခွန်အားပေးချင်တာအများလောက်ဖြစ်တယ်အားလုံးကိုဖခင်ကောင်းကြီးပေးပါစေ